So zime Dabi me hey yeah You never pure my piara Ya all take up your me the gari to babe You never pure my piara te chikunile nane chama oh yeah Say ku yum vi maniro သူတွေကလူမှုရေးအရှုပ်ရှင်လဲဘာမှမကြားရအောင်ဝိစားသားဆိုပေမဲ့အရန်နေတဲ့ထိုင်တတ်တာနော် ညလေးရဲ့အပိုင်းလေးကြည့်မယ် ကိုကြီးညလေကိုသားနဲ့ညနေကတကယ်တော့အဲ့လိုမကွာပါဘူးအသွင်ကတူနေတော့ ကြည့်ရဝန်ထမ်းအသက်ထင်တယ်ဒီကုမ္ပဏီမှာဘယ်သူမှခွင့်ပြုလို့မရဘူးဒီကုမ္ပဏီရဲ့စီကံတွေကိုခင်ဗျားမသိလို့ပြောလို့ပဲယူဆတယ် 你把你拉表年龄啊？အောက်တန်းချရင်ပြောနင်းရောဘယ်လောက်ဆင့်ရှိနင်းတို့တငယ်ချင်းရေးဆောင်ပေါ်တီစလိုက်ကြော်တတ်တဲ့အစ်တမ်းမျိုးမဟုတ်ဘူးခဲ့နင်းတို့ကောင်းမထက်တော့ငါအများကြီးတိုင်နေနားလေလားနင်းလည်းငါ့ကိုကောက်ပါတဲ့နေလို့လားဟမ်နင်းငါ့ကိုနင်းစင်ကိုနင်းသိမှာပေါ့ အဆင်ပြေပါတယ်ဟိုအရင်ဦးဆုံးလေညရဲ့တန်ရလို့စေးကမ်းမှာအရင်ပြလိုက်ပြီးမှလိုက်ပို့ပေးမယ်လေ မြဝဲမောင်မ အကိုအချိန်မီဖုန်းဆက်လို့ရတယ်နော် ကျေးဇူးပါ ချစ်ချင်းတရားနဲ့မာနာကြမှာဘယ်အရာကပိုအင်အားကြီးတယ်လဲဆိုတာယင်းနဲ့အမျှအပိုင်းကမှာတကယ်ကိုယင်ထိတ်เสียမြင်တွေ့လိုက်ရပြီပြောအထင်လွဲမှုတွေကြားမှာနာကျင်နေရတဲ့နှလုံးသားနှစ်ခုရဲ့တိုက်ပွဲကအခုဆိုရင်လုံးဝကိုအလဲအပြောင်းကြီးတစ်ခုရောက်လာပါပြီအပိုင်း9ရဲ့အစမှာရင်ဇက်ရှင်ကတတော်လေးမြင့်လာပါမင်းသားနဲ့မင်းသမီးကြားကအထင်လွဲမှုတွေကပိုပြီးတော့ကြီးထွားလာခဲ့ရတာပေါ့မင်းသမီးကသူ့ရဲ့စေတနာကိုမင်းသားကအထင်လွဲပြီးစော့ကားလိုက်တဲ့စကလုံးတွေချရင်ထဲမှာစူးနဲ့အမွှန်းခံလိုက်ရတယ်လို့ခံစားလိုက်ရရှာတာမင်းသားကလည်းသူ့ရဲ့မာနကိုရှေ့တန်းတင်ပြီးမင်းသမီးရဲ့မျက်ရည်တွေကိုဥပိ္ပခာပြုထားပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာတော့တိတ်တိတ်လေးခံစားနေရတာကိုကျွန်တော်တို့မြင်နေရတယ်ဗျာဒါအပြင်ဒီအပိုင်းမှာအဓိကအလက်အပြောင်းကတော့နောက်ွယ်ကနေကြိုးကိုနေတဲ့လူယုံမာရဲ့အစီအစဉ်တွေပို့ပြီးပြည်ပြင်းလာတာပဲသူတို့နှစ်ယောက်ကြားတဲ့ကိုသွေးထိုးပေးနေတဲ့သူကဘသူလဲဆိုတာကိုမင်းသမီးကစပြီးရိပ်မိလာခဲ့ပြီလေဒါပေမဲ့တတ်သိမရှိသေးတော့ဘာမှမလုပ်နိုင်ပဲရင်ဓမ္မနဲ့စောင့်ကြည့်နေရတာကတကယ်ကိုစိတ်မကောင်းစရာကြီးပဲနော်မင်းသားရဲ့မိသားစုကိစ္စတွေကလည်းဒီအပိုင်းမှာပိုပြီးရှုပ်သေးလာတယ်အမွေကိစ္စနဲ့ပတ်သက်ပြီးပြဿနာတွေတက်လာချိန်မှာမင်းသမီးကဘေးကနေတိတ်တိတ်လေးကူညီပေးဖို့ကြိုးစားပေမဲ့မင်းသားကတော့အဲ့ဒါကိုတောင်သူ့အပေါ်အမျက်ထုတ်ဖို့ကြိုးစားတယ်လို့ထင်နေတော့ပဲရင်းနဲ့အမြောက်ဆိုတဲ့အတိုင်းတယောက်နဲ့တယောက်ရင်ထဲမှာရှိတာတွေကိုထုတ်မပြောနိုင်ကြပဲအဝေးကနေပဲနာကျင်နေကြတာကပရိသတ်တွေကိုပါမျက်ရည်ဝဲစီခဲ့တာပေါ့အပိုင်း9ရဲ့နောက်ဆုံးခန်းမှာတော့မင်းသမီးကအားလုံးကိုဆွတ်လွတ်ပြီးထွက်သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာမင်းသားကသူ့ရဲ့အမှားယွင်းမှုကိုသိသွားမလားဒါမှမဟုတ်ပို့ပြီးတော့ပဲဝေးကွာသွားအောင်မလားနောက်ထပ်အပိုင်း6မှာဘလို့ရင်ခုန်စရာတွေဆက်လာအောင်မလဲဆိုတာတကယ်ကိုစောင့်မျှော်ကြည့်ရှုရတော့မှာပါဗျာ